အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လေပေါ့ရီအိမ်မှာ Korea style spicy ကြက်ကြော်လေးလှူစားဖြစ်တယ်ပေါ့နော်သူ့အရသာလေးကလေချွတ်ချွတ်ဆက်ဆက်လေးနဲ့တော်တော်လေးလက်စားလို့ကောင်းတယ်တကယ်လို့ရောင်းမဲ့ဆိုရင်တော့ရောင်းတန်းဝင်တယ်ပေါ့နော်ပါတခါတည်းအနှစ်ဆက်နီးရောကြက်သားရဲ့မုံနေနေလေးပဲတခါတည်း sharing လုပ်ပေးပါမယ်နော်ကြက်သားကိုကြတော့ပါအယိုးလို့ရင်ပုံလေးကိုတုံထားပါတယ်သူတို့ကိုပေါ့နော်ဒီလိုခက်ရရအနည်းအထားလေးတွေပါလို့လှီးပေးထားမယ်ဒီလောက်အနေထားဆိုရင်တော့ရပါပြီသူ့တွေကိုပါလေပြောင်းကော်မုံကို3စွန်းထည့်တယ်ကြက်ဥနှလုံးကိုဖောက်ထည့်တယ်ဒီနေရာမှာကြက်ဥထည့်ပြီးဝယ်လို့ပါတယ်ဒါမှလေးစိမ့်စိမ့်လေးနဲ့ပူစားကောင်းတာပေါ့နော်မျိုးကောင်းအမုံလေးထည့်တယ်ကြက်သားမုံလေးထည့်ပါတယ်ပြီးရေလေးအနှဲငယ်ထည့်ပြီးတော့သူတို့လုံးဝစစ်စစ်ပိုက်မိန်လေးဖြစ်သွားတဲ့အထိဘာလို့နှက်ဆက်သွားအောင်လဲခဏလောက်နေပေးထားမယ်နေပေးပြီးတော့ဘာလို့ခဏလောက်နှက်ထားပေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဘာလို့ကြက်သားလေးလေးစကြောမယ်။အိုးဘူးစီလေးကိုတော့မြများလေးထည့်ပြီးတော့လိုတယ်ပေါ့နော်။ဒါမှလည်းကြက်သားလေးတွေကအကျက်ညီပြီးတော့အကျွတ်မြည်ရပါ။ကဲဘာလို့ကြက်သားလေးတွေကိုအရင်ဆုံးစထည့်မယ်။ဒီကြော်နီးလေးကကြတော့လေကြက်သားလေးပေါ့နော်။အိုးလေးလုံးဝမကပ်ဘဲနဲ့ပေါ့နော်။အသားလေးကကျွတ်လေးနဲ့တော်တော်လေးလက်စားလို့ကောင်းပါတယ်။ကဲကြော်လာလိုက်တာပါရိုတွေပေါ့နော်။တို့ချွင်ချွင်ရောင်လေးတွေတန်းလာပြီဆိုလို့ရှိရင်တော့ခဏလောက်ဆယ်ပြီးတော့စစ်စစ်ထားပေးပါမယ်။ဒါဆိုပါလို့ sauce ဆက်မယ်ပေါ့နော် sauce ဆက်တဲ့နေရာမှာ spicy အနှစ်ကကိုယ်စိတ်ကြိုက်ကိုတုံးလို့ရတယ်ပါတော့ spicy အနှစ်ကိုတော့3စွန်းထည့်ထားတယ်အဆက်ကတော့လူတို့ပိုရှော့ကမကိုတုံးလို့ရတယ်ဒါကတော့ခရမ်းကျင်ဒီ sauce ကိုပါ2စွန်းတုံးထားပါတယ်ပြီးတော့ကြက်သားမုတ်ထည့်ပါမယ်ငရုတ်ကောင်းမုတ်အနှဲငယ်ထည့်မယ်နှမ်းလေးထည့်ပါမယ်နောက်ဆုံးမှာတကြားထည့်ပြီးတော့ပါတို့တွေတကြားလေးတွေလုံးဝကြည်သွားတဲ့အထိဘာလို့လုံးဝနှက်ဆက်သွားအောင် sauce လေးကိုမှုတ်ပေးထားလို့ရှိရင်တော့ဒါဆိုရင်ဘာလို့ဒီကြက်သား spicy အတွက်ပေါ့နော်စားမယ် sauce လေးရပြီအဲဆိုဘာလို့စားပြီးပြင်ဆင်ပါမယ်အိုးပုံရင်စီလေးနှင်းငယ်တဲ့ကျွတ်တုံဖြူလေးကိုမှုန်းနေအောင်အနှင်းငယ်စီတက်ပြီးပြီဆိုလို့ရှိရင်ဘာလို့ခဏက sauce လေးကိုခဏလောက်လောင်းထည့်ပြီးတော့ဘာလို့အပူပေးပါမယ်ကဲ sauce လေးကအသေးလေးကတခြားတက်တည်းရတယ်ဒီလိုအပူပေးတဲ့အခါမှာလုံးဝကိုပျော်ဝင်သွားပြီဆိုလို့ရှိရင်တော့ဘာလို့ခုနကအေးခံထားတယ်ပေါ့နော်ကြော်ထားတဲ့ကြက်သားကြော်လေးပေါ့တခါလေးလောင်းထည့်ပါမယ်ဒီနေရာမှာကိုကပေါ့နော်ကြက်သားကြော်ကိုဒီအကျွတ်အမာတိုင်းလေးစားခြင်းနေဆိုရင်တော့ခဏတစ်ဖြုတ်လောက်ပေါ့နော်မွေပြီးကြော်ပြီးလို့ရှိရင်တော့ရပြီတကယ်လို့မဟုတ်ဘူးကိုကအီအီလေးပြန်စားခြင်းနေဆိုရင်တော့အနှဲငယ်ခက်ကြကြလေးကြော်ထားပြီးရင်တော့ရပါတယ်ပါတော့အကျွတ်စားခြင်းတာမလို့ခဏတစ်ဖြုတ်လောက်ပဲကြော်ထားလိုက်ပါတယ်ဒီလိုအနေထားဆိုလို့ရှိရင်တော့ပါလို့စားလို့ရပြီပေါ့နော်ပါတော့လေစားကန်ဒီမှာထပ်ပြီးတော့နှမ်းလေးကိုအနှဲငယ်လေးဖြူပြီးတော့စားလိုက်လို့ရှိရင်လေအမြင်ရောအရသာရောပေါ့နော်လုံးဝကိုတင်တယ်တဲ့Korea style spicy ကြက်ကြော်လေးရပါပြီဒီတိုင်းလေးသာလှူစားကြည့်နော်ချူချူဆက်ဆက်လေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်